တို့မြေအကြောင်းလို့စောင်းဝတ္ထုတဲ့ပတ်ခေယာလမ်းဝေးသူပါကိုလေးဂုံယူမဆုံးမင်းရဲ့ပေါ်အပေါင်းအပေါ်တွေကသေးဆွေမျိုးမိဘဝေးအားလုံးစင်ကြယ်အောင်ကယူဆိုင်အောင်မင်းအကြောင်းကောင်းကောင်းသိတဲ့အများထက်ကြိုးစားလို့စားချက်လုံးမင်းပင်ပန်းဖြာနေမလားတွေ့တွေ့ပြီးစိတ်ပူပါနေရင်နေကိုသိလွယ်နောက်ကြပြောင်ရဂုံရီတူသူချင်းအလင်းရဲ့သင်စကား